ဒီလိုမျိုးဒီသင်ယူပြတွေကိုရောင်းချခွင့်ရတယ်ထုတ်လုပ်ခွင့်ရတယ်လက်ဆင့်ကမ်းခွင့်ရတဲ့အတွက်လည်းအရန်ကုန်ပြီပါတယ်ဟုတ်တော့တဘာဝကပေးထားတဲ့အချိန်ရဲ့အာတင်စင်ရဲ့ပေးဆက်ထားတဲ့အချိန်လေးရဲ့ပြီးတော့သူတို့ရဲ့ကျွမ်းကျင်တက်မြောက်မှုရဲ့အဲ့ဒီ၃ခုပေါင်းစပ်ပြီးမှသာတကယ်market ထဲဝင်တဲ့သင်ယူပြတစ်ချက်ရလာတာဖြစ်တယ်ပေါ့နော် She Create Week 2026 She Connect program လေးကိုကျမတို့အောင်မြင်စွာနဲ့မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်တစ်ချက်ဖြစ်ဖို့ဆိုရင်တင်တက်ရတဲ့အချိန်ဘယ်လောက်ကြာတယ်လဲသိချင်လို့ပါ3ရက်4ရက်လောက်တော့စောင့်ရတာပဲရှင်။ရှိပြီးသားလူတရားကအချိန်ရော quality ရောကအရန်ကိုမြင့်တက်သွားတယ်သူရဲ့ value ပါပေါ့နော်။ဟိုလေ့ကျင့်ယူအောင်ထင်တယ်နော်။ဖြောင်းဆိုတာဒီလိုမျိုးအကြီးတို့အရင်တုန်းကဒီလို pre-board ကနေမပေါ်ခင်တဲ့အချိန်မှာအိမ်မှာဧည့်သည်လာလို့ရှိရင်နေရာထိုင်ဖို့အတွက်သူတို့ခင်းပေးတာပေါ့နော်။connection ကကျမတို့မတူညီတဲ့ level ပေါင်းစုံကနေအချင်းချင်းချိတ်ဆက်ပြီးတော့ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ things လေးနဲ့ကျမတို့သွားတာဖြစ်ပါတယ်။နိုင်ငံဆိုင်ရာဥရောပသမဂ္ဂတန်ယုံမြန်မာနိုင်ငံဆိုင်ရာစပိန်တန်ယုံတို့လည်းအများကြီးကျေးဇူးတင်ပါတယ်။ရှင်တို့ပေါင်းပြီးတော့ဟို life in Uzi village eco park ကိုဆန္ဒနဲ့လည်းလို့ရှိတယ်။ Uzi ကစင် Uzi ကိုပြောတာပါ။ ခေဆက်ဆက်ပေါ့ဒီပကံပင်းရအင်းဝါပေါ့နော်ခေဆက်ဆက်ဝစားဆင်မှုတွေပြန်ဖော်ထုတ်ပေးနေတယ်ကျွန်တော်တို့ရှိမှာထုတ်လက်စားဖြစ်နေတဲ့ခတ်တီရှိရပေါ့နော်ခတ်တီကစင်နေအများကြီးပဲထွက်တယ်ဒါကောင်းတဲ့တွန်းအားတွေအများကြီးရတယ်ပေါ့နော်အကုန်လုံးကဟိုကိုတရားတဲ့နေတဲ့စာရင်အားလုံးကဝိုင်းပံ့ပိုးတယ်ဆိုတော့ဒီ community တွေကိုရလာတာကတကယ်ကို blessing ပါပဲလို့ရှိခရစ်စတင်ပတ်သက်